မင်္ဂလာပါကျွန်တော်စီမှာအသစ်တက်ရှိတာတွေ Galaxy 3 ဆိုတဲ့POS software လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီ software လေးရဲ့အဓိကထူးခြားတဲ့လောက်ဆောက်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်เนาะဒီ software လေးရဲ့အဓိကအသားချက်ကတော့ဒီ Viber ဒါမှမဟုတ် message အနေပြီးမှပေးပို့လာတဲ့ content တွေကို copy ယူထည့်တဲ့အခါမှာအရင်ကထက်ပိုပြီးတော့မှကျွန်တော်တို့ format တော်တော်များများကိုလက်ခံပြီးတော့မှထည့်သွင်းနိုင်အောင်ပြုလုပ်ပေးထားပါတယ်အဲ့တော့ဥပမာအဖြစ်ကျွန်တော်နမူနာအနေနဲ့စမ်းထည့်ပြပြပါမယ်ကျွန်တော်တို့အခုလိုမျိုးဒါထည့်လိုက်မယ်ဆိုလို့ရှိရင်အရင်တော့ဆိုရင်ကျွန်တော်တို့ PN တဲ့ပုံစံတွေတော်တော်များတယ်ပေါ့နော်အခုဒီ version လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံစံတော်တော်များများကိုကျွန်တော်တို့လက်ခံပြီးတော့မှထည့်သွင်းလို့ရတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါနဲ့မကသေးပါဘူးကျွန်တော်တို့အနေနဲ့ဒီ setting ထဲမှာဆိုလို့ရှိရင်ဒီ copy paste mandate ဆိုတဲ့ version လေးကိုလည်းထည့်ပေးထားပါတယ်ဒီ version လေးကဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်ဥမာဆိုကြပါစို့เนาะကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ software တော်တော်များများပေါ့เนาะခုလိုမျိုးဒီကြားထဲမှာဒီ percentage တွေပါလာလို့ရှိရင်သူက software ကထည့်မရတာများတယ်ပေါ့เนาะအဲ့တော့ဒီလိုမျိုး percentage တွေဆိုလို့ရှိရင်ဒါ software ကလက်မခံဘူးလက်မခံဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပြင်ထည့်ရမယ်ပေါ့เนาะနောက်တစ်ခုကဒီနောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ခုလိုမျိုးဒီသင်္ကေတပုံလေးတွေပါလာတယ်ဒီသင်္ကေတပုံလေးတွေပါလာရင်လည်းကျွန်တော်တို့ software ကနေပြီးတော့မှလက်မခံတာတွေများတယ်ပေါ့เนาะအဲ့တော့အဲ့ဒါတွေကိုကျွန်တော်အနေနဲ့တစ်ခုချင်းစီလိုက်ပြီးတော့မှဒီပြင်စရာမလိုပဲနဲ့တခါတည်း auto ပြင်ပေးမဲ့ fashion လေးကိုကျွန်တော်ပြုလုပ်ပြထားပါတယ်ဒါကဘယ်လိုသုံးရလဲဆိုလို့ရှိရင်ကျွန်တော်စောစောက setting နဲ့ copy paste manage ထဲမှာကျွန်တော် new view ကိုထားလိုက်မယ်ပြီးကျွန်တော်ဒီနေရာမှာပေါ့နော်ကျွန်တော်ပြင်နေတဲ့ဟာပေါ့နော်ကျွန်တော်တို့ percentage ကိုထည့်လိုက်မယ်နော်ဒီလိုရှိကျွန်တော်ဒီနေရာမှာ percentage ကိုကျွန်တော်ဘာပြောင်းနေလဲ minus ပြောင်းနေလားဒါမှ full stop ပြောင်းနေတာပေါ့နော်ကိုပြောင်းနေတဲ့ပုံစံတွေကိုထည့်လို့ရတယ်ပြီးကျွန်တော်တို့နောက်တစ်ခုနောက်ထပ်တက်ပြီးတော့မှ new view မှာကျွန်တော်အခုစောစောပြောတဲ့သင်္ကေတပုံလေးပေါ့နော်ဒီကေတပုံလေးတွေပါလာလို့ရှိရင်ကျွန်တော်တို့ကဒါဖြတ်မယ်ပေါ့နော်ဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှအစားထိုးနေဘာမှလုပ်စရာမထည့်စရာလိုပဲနဲ့ထားလိုက်မယ်ဆိုရင်ဒီသင်္ကေတပုံလေးပါလာလို့ရှိရင်ဖြတ်သွားမယ်ဒီ percentage ပုံလေးပါလာလို့ရှိရင်တော့သူက minus full stop ပြသူကပြောင်းသွားမယ်ပေါ့နော်ဒါတွေကိုလည်းကျွန်တော်ပြန်ပြီးတော့မှသိစိတ်ပြန်ပြင်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်နမူနာအနေနဲ့ကျွန်တော်တစ်ခုလောက်ထည့်ပြပေးပါမယ်နော်အဲ့တော့ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့စောစောကပြောတဲ့သင်္ကေတပုံလေးတွေပါတယ် percentage ပုံလေးတွေပါပဲနော်အဲ့ဒါတွေကိုကျွန်တော် copy ယူပြီးတော့မှဆော်ရဲမှာတွားပြီးတော့မှ paste လုပ်ပြီးထည့်လိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်စောစောကကျွန်တော်တို့သင်္ကေတပုံလေးလည်းပျောက်သွားပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာ percentage ကလည်းတခါတည်း minus ဖြစ်ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တချို့ပုံစံတွေဆိုလို့ရှိရင်ကျွန်တော်ကတစ်ခုချင်းစီလိုက်ပြင်စရာမလိုပဲနဲ့တခါတည်း auto ပြီးပြင်လို့ရအောင်ကျွန်တော်တို့ပြုလုပ်ပြီးထားဖြစ်ပါတယ်ဒါလေးကလည်းတခြားဘယ်စော်မှမပါသေးတဲ့ fashion လေးဖြစ်ပါတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီ voucher တွေထည့်တဲ့အခါမှာလည်းကျွန်တော်တို့ဒီတကွက်ချင်းစီလိုက်ကျွန်တော်တို့ကပြန်ပြီးတော့မှပြင်လို့ရမှာဖြစ်ပါတယ်เนาะတကွက်ချင်းစီရဲ့ကဏ္ဍတော်လည်းကောင်းငွေပပန်းတော်လည်းကောင်းပြန်ပြင်လို့ရမယ်အဲ့တော့ပြင်လိုက်တဲ့ဟာတွေကိုလည်းကျွန်တော်တို့ကဒီနေရာမှာပြန်ပြီးတော့မှ voucher ပြည့်ပြည့်မှတ်ထမ်းထဲမှာပြန်သွားကြည့်လို့ရပါတယ်เนาะအဲ့တော့ကိုကပြင်လိုက်တယ်ဒါမှမဟုတ်လည်းဖြတ်လိုက်တယ်ဒါမှမဟုတ်လည်းအသစ်ထည့်လိုက်မယ်ဆိုလို့ရှိရင်ကိုအသစ်ထည့်လိုက်တဲ့စီးရင်တွေဖြတ်လိုက်တဲ့စီးရင်တွေကိုလည်းကျွန်တော်တို့အသေးစိတ်ပြန်ပြီးတော့မှကြည့်လို့ရမှာဖြစ်ပါတယ်เนาะဥပမာကျွန်တော်ကဒီမှာဆိုရင်နမူနာအနေနဲ့ပေါ့เนาะကျွန်တော်1နဲ့3ကိုကျွန်တော်9000ထည့်လိုက်မယ်ဒီပေါချာထဲမှာပဲထည့်လိုက်တာပေါ့နော်ပေါချာပဲထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာပေါချာပြည့်ပြည့်မတန်ကိုသွားကြည့်လို့ရပါတယ်နော်ပေါချာပြည့်ပြည့်မတန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကနေကိုတော့ကျွန်တော်တို့ကဖြတ်လိုက်တယ်နောက်ကျွန်တော်ဘယ်ကနေကိုတော့ကျွန်တော်ကပြင်လိုက်တယ်ဘယ်ကနေကိုတစ်ထည့်လိုက်တယ်ဆိုတော့ကျွန်တော်တို့အသေးစိတ်သူကပြည့်ပြည့်မတန်ထဲမှာပြပေးတယ်အဲ့တော့မှကျွန်တော်ကတစ်ချက်ပြန်ထောက်လိုက်မယ်ဆိုလို့ရှိရင်ကိုပြင်လိုက်ဖြတ်လိုက်တဲ့ပေါချာကိုတစ်ခါတည်းတက်ပြီးတော့ပြပြီးမှဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်ပါရှင်းမှာဆိုရင်ကိုမှ Bluetooth printer ရှိရဆိုရင်ကိုက print ထုတ်ပြီးတော့မှ printer လေးထုတ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့column 1 column 2စာမဲ့ကျွန်တော်တို့စာရွက် site ဆိုလို့ရှိရင်ကျွန်တော်တို့2လက်မှ3လက်မှစသဖြင့်ရေးပြီးတော့မှကို့မှာ Bluetooth printer ရှိရဆိုရင်တခါတည်း print ထုတ်လို့ရအောင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်နော်ကျွန်တော်တို့လေကြာကြည့်တဲ့အခါမှာလည်းကျွန်တော်တို့ဒီကဏ္ဍတစ်ခွက်ထဲကိုနှိပ်လိုက်တာနဲ့ဒီကဏ္ဍကိုဘယ်သူတွေဘယ်လောက်ဖိုးထိုးထားလဲဆိုတာကိုကျွန်တော်တို့ဒါအသေးစိတ်တူးချင်းစီလိုက်ကျွန်တော်တို့ပြန်ပြီးတော့မှကဏ္ဍတစ်ခွက်ချင်းစီလိုက်ပြန်ပြီးတော့မှလည်းကြည့်လို့ရမှာဖြစ်ပါတယ်နော်အတူချင်းစင်းတွေကိုလည်းပို့ပြီးတော့မှရှင်းရှင်းလင်းလင်းနဲ့ကျွန်တော်တို့ကအသေးစိတ်ပြန်ပြီးတော့မှကြည့်လို့ရသလိုကိုယ့်ရဲ့အချုပ်စင်းတွေကိုလည်းအသေးစိတ်ပြန်ပြီးတော့မှကြည့်နေမှာဖြစ်ပါတယ်ပေါချာတွေဆိုလို့ရှိရင်တနေရာတွေကနေပြီးတော့မှကိုရှာကျင်တဲ့ပေါချာကိုလည်းလက်တကူကျွန်တော်ရိုက်ပြီးရှာလို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီ software လေးရဆိုရင်အရင်ထွက်ခဲ့တဲ့ version တွေတဲ့ကျွန်တော်တို့ copy paste မှာလည်းပို့ပြီးတော့မှပိုကောင်းသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့စောစောပြပေးထားတဲ့ဒီ copy paste manage ဆိုတဲ့ fashion လေးပါတဲ့ကြောင့်မို့ကိုကအရင် version တွေလို့ပေါ့နော်တခုချင်းစီလိုက်ပြင်နေစရာမလိုတော့ဘူးတခါတည်းကိုပြင်နေတဲ့ဟာကို auto ထည့်ပေးထားလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ voucher တွေမှာဆိုလို့ရှိရင်တခုချင်းစီကျွန်တော်တို့ကပြင်လို့ဖြတ်လို့ရမယ်ပြီးရင်ကျွန်တော်တို့ပြင်ဖြတ်မှတ်တမ်းတွေကိုလည်းပြန်ပြီးတော့ကြည့်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ voucher တွေကိုလည်းကိုက Bluetooth printer နဲ့ထုတ်လို့ရမှာဖြစ်ပါတယ်နော်ဒီဆိုလေးအဓိကအသားချက်ကတော့ကျွန်တော် fashion စုံစုံလင်းလင်းနဲ့သုံးရတာအရန်ကိုမှလွယ်ကူပြီးတော့မှအပြည့် software လေးဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ